Hello အားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်နှင်းစီတိတ်လှမျိုးတင်ပေးလိုက်တာဖြစ်ပါတယ်နှင်းစီအပင်ကြီးတွေကျွန်တော်စီမှာမျိုးစုံရပါမယ်ခင်ဗျာရောင်စုံရပါမယ်တော်တော်လေးလှပါတယ်ခင်ဗျာနှင်းစီဒါဆိုအဖြူလေးပေါ့နော်တော်တော်လေးကိုလှတယ်ဗျာဟုတ်ကဲ့အပင်လေးကျွန်တော်စီမှာအိတ်ကြီးကိုရောင်စုံရပါမယ်ခင်ဗျာအပင်တော်တော်လှပါတယ်မှာယူလိုက်ရပါပြီနော်အပင်ချစ်သူပတ်ချစ်သူအားလုံးကျွန်တော်စီမှာရောင်စုံအများကြီးရပါမယ်ခင်ဗျာအိတ်ကြီးတွေတော်တော်လေးလှပါတယ်အင်ချန်ရှိမှာပဲစိုက်ကျောင်းနေရှိမှာပဲစိုက်ဘဲရှိမှာပဲစိုက်ဘဲမှာပဲစိုက်သူကအရန်လှပါတယ်ခင်ဗျာနင်းစီတော်လေးကိုလှပါတယ်မှာယူမယ်ဆိုရင်ကျွန်တော်ရဲ့ Viber 3993803549နှစ်တုန်းမှာမှာယူရတယ်လို့ကျွန်တော်ရဲ့ဒီတော့စီမှာလည်းမှာယူလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ကမန်းလေးရဖြစ်တဲ့အတွက်မန်းလေးရအင်ရငွေချရပါတယ်ကြံမျိုးတွေကငွေကျူလဲရပါမယ်ခင်ဗျာငွေကျူလဲတော့ကျွန်တော်ကားတင်ပေးပါတယ်ဟုတ်ကဲ့ကျေးဇူးပါ